တခါတော့ကျောင်းနှစ်ကျောင်းကဘောလုံးပွဲပြိုင်ပွဲတစ်ခုလုပ်တယ်တဲ့ဆိုတော့ကျောင်းနှစ်ကျောင်းဘောလုံးပြိုင်ကြရတယ်ပေါ့ပြိုင်ကြတော့ဘောလုံးခွင့်ရောက်တော့အုပ်ချုပ်တဲ့လူတွေနဲ့ဒီဘောလုံးအသင်းနှစ်သင်းစလုံးကစားဖို့အတွက်ဒီပြိုင်ပွဲကိုရောက်လာကစားဖို့အချိန်ကလည်းကြာပါဒါပေမဲ့အဲ့ဒါဘာဖြစ်တယ်လဲဆိုတဲ့အခါကြလို့ရှိရင်ဒိုင်လူကြီးကမရောက်လာအုပ်ချုပ်တဲ့နီးပြတွေလည်းရှိတယ်အားပေးတဲ့ပရိသတ်တွေလည်းရှိတယ်ဘောလုံးနှစ်သင်းကစားမဲ့ကစားသမားတွေလည်းအကုန်လုံးစုံနေပြီအချိန်လည်းကြာနေဒါပေမဲ့ဒိုင်လူကြီးမရောက်လာတော့အုပ်ချုပ်တဲ့နီးပြတွေကဘလို့ဆုံးဖြတ်လိုက်လဲဆိုတော့ချိန်တော့ကြာပြီလူတွေလည်းအကုန်လုံးရောက်နေပြီဒိုင်လူကြီးမရောက်တယ်လည်းမတတ်နိုင်တော့ဘူးဒိုင်လူကြီးမပါဘဲနဲ့နှစ်သင်းစလုံးကစားပလိစေဆိုပြီးတော့မှဘောလုံးပွဲကိုရှင်ပြိုင်ခိုင်းတယ်အဲ့ရှင်ပြိုင်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုတဲ့အခါကြလို့ရှင်တယောက်နဲ့တယောက်ခြေထိုးမိတာနော်လူကြုံဘောတွေဖြစ်မိတာလက်တွေနဲ့ထိမိတာပန်နတီပေးရမယ်အရာအဲ့ဒါတွေအကုန်လုံးကစားတဲ့အခါမှာဒိုင်လူကြီးမရှိတော့အကုန်လုံးကမောက်ကမတွေဖြစ်ကြအဲ့ဒါနဲ့ဘာဖြစ်လာလဲဆိုအဲ့ဒီဘောလုံးပွဲကကြာတဲ့အခါမှာရံပွဲအဆင့်ကိုရောက်လာမဲ့ပုံစံဖြစ်လာဘာဖြစ်လို့လဲဆိုတော့လက်ထိလို့လဲပန်နတီမပေးလူကြုံဘောဖြစ်လို့လဲနော်မဖမ်းထားနိုင်တဲ့ဒီနီးဥပဒေသားတွေကိုထိမ့်ချုပ်ပေးမဲ့ဒိုင်လူကြီးမရှိတဲ့အခါမှာတပြေးပြေးနဲ့ဒီဘောလုံးပွဲကရံပွဲအဆင့်ကိုရောက်လာတဲ့အခါမှာဘောလုံးပွဲကိုရက်လိုက်ရအဲ့လိုရက်နေတဲ့အချိန်မှာပဲဒိုင်လူကြီးရောက်လာတဲ့အခါကျတော့ဒိုင်လူကြီးကနေပြီးတော့မှဒီဘောလုံးအသင်းနှစ်သင်းကိုကောင်းပြီငါတို့အစားကပြန်စကြမယ်ဒါပေမဲ့စီးမြင်ဥပဒေသားတွေကတော့ဒီလိုရှိတယ်မင်းတို့စီးမြင်ဥပဒေသားတွေချိုးဖောက်လို့ရှိရင်ဒီရဲ့နောက်ဆက်တွဲအပြစ်ပေးယူခြင်းကိုခံရမယ်ဆိုပြီးဒိုင်လူကြီးကဒီဘောလုံးပွဲကိုအုပ်ချုပ်ကွက်ကဲပြီးတော့ကစားစေတဲ့အခါမှာမြတ်မြတ်တတနဲ့ဘောလုံးပွဲတွေဟာလူကြုံဘောဆိုလဲလူကြုံဘောလက်ထီလို့ပန်နတီဆိုလဲပန်နတီမြေမြောက်ရမယ်ဘောဆိုလို့ရှိရင်မြောက်မယ်ဘောနဲ့ပွဲလေးကိုထိမ့်ထိမ့်သိမ့်သိမ့်လေးနဲ့ကျင်းပတဲ့အခါမှာဘောလုံးပွဲလေးကအေးဆေးပြီးစီးသွားတယ်တဲ့ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ဘုရားသခင်ပေးတဲ့ပညတ်တော်ဆိုတာကကျွန်တော်တို့ဘောလုံးကစားတဲ့အခါမှာဒိုင်လူကြီးနဲ့တူပါတယ်ဒီနေ့ပထမကျမ်းစာတော်မြတ်ထဲမှာမိုးစေစင်နာရီတောင်ပေါ်မှာထာဝရခမည်းတော်ဘုရားကပညတ်တော်10ပါးကိုပေးခဲ့ပါတယ်ဒီပညတ်တော်10ပါးကိုသူတို့တွေစားပြီးဂရိထားရနယ်ကိုမသွားခင်မှာဘုရားသခင်ကသူတို့ကိုဒီပညတ်တော်10ပါးအားဖြင့်လမ်းညွှန်ဥဆောင်ပြီးသူတို့နဲ့အတူတူသွားလာခဲ့တယ်ဆိုတဲ့အကြောင်းကိုကြားနာရပါတယ်ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့သခင်ခရစ်တော်တတ်တော်ထင်ရှားရှိတုန်းကဒီပညတ်တော်တွေအားလုံးရဲ့အနှစ်ချုပ်တဲ့အရာလေးတစ်ခုကိုကျွန်တော်တို့ကိုလမ်းညွှန်မှုနဲ့ကွယ်ကာစောင့်ရှောက်မှုဖြစ်ပေးခဲ့ပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင် golden rule လို့ခေါ်တဲ့ကိုချင်းစာစိတ်ကလေးဖြစ်ပါတယ်ကိုချင်းစာစိတ်ဆိုတာကို့မှာဖြစ်စေလိုတဲ့အတိုင်းတပါးသူကိုဖြစ်ခွင့်ပေးခြင်းဆိုတဲ့အရာလေးကိုပြောခဲ့ခြင်းဖြစ်ပါတယ်ဒီကိုချင်းစာစိတ်ကိုဘဝအသက်တာမှာအထင်းကိုအနေနဲ့ပျောက်ဆုံးသွားပြီဆိုတဲ့အခါကျရင်အတိုင်းဝိုင်းဟာပျက်စီးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကြောင့်မလို့ဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်ကပုံဥပမာလေးပြောတယ်မျိုးစေ့ကျဲပြီးကြီးပွားတဲ့အရာဟာဘလို့ပုံစံမျိုးလေးနဲ့ဖြစ်နိုင်တယ်လေကျွန်တော်တို့တွေပထမဦးဆုံးကြားတဲ့မျိုးစေ့ကတော့လမ်းပေါ်မှာကြားတဲ့အခါမှာဘာဖြစ်လဲဆိုတဲ့အခါကျရင်ဒီဘက်ကဝင်ပြီးဒီဘက်ကထွက်သွားတဲ့နတ်ဆိုးရဲ့နှောက်ယှက်ခြင်းကျွန်တော်တို့သိယူခြင်းကိုခံရတဲ့မျိုးစေ့လေးအကြောင်းကိုကြားတယ်ဒုတိယမျိုးစေ့တစ်ခုကတော့လမ်းပေါ်မှာကြားတဲ့ကြောက်ရှိတဲ့မြေပေါ်မှာကြားတဲ့အခါမှာဘဝမှာစိုးရိမ်ပူပန်စိတ်တွေနဲ့ဝင်ရောက်လာတဲ့အခါမှာဘုရားရဲ့တရားတော်ကိုသိတော်ညာလည်းပဲဒီစိုးရိမ်ပူပန်ခြင်းကြောက်ရွံ့ခြင်းတွေကဒီမျိုးစေ့ကိုသိစေပြီးတော့နောက်မျိုးစေ့လေးတစ်ခုကတော့လောကမှာအစဉ်ပြေးပြီးလောကီရဲ့ဆွဲမမှုတွေရှိလာတဲ့အခါမှာမျိုးစေ့ဟာရှင်သန်နိုင်တော်ညာလဲခြုံပုတ်တည်တဲ့ကြားတဲ့မျိုးစေ့ကဲ့သို့ဖြစ်တယ်တဲ့ဒါပေမဲ့လို့လေခွင်းပေါ်မှာတကယ်ကြားတဲ့မျိုးစေ့ဆိုတာကတော့ရှင်သန်ကြီးပွားပြီးအစာပေါင်းများစွာတိုးတက်စေတဲ့မျိုးစေ့ဖြစ်စေတယ်ဆိုတာလေးကိုဒီနေ့ကြားရတယ်ဆိုတော့ဒီကနေ့ကြားရတဲ့ပထမကျမ်းစာတော်မြတ်တဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ကိုချိတ်ဆက်ကြည့်တဲ့အခါမှာအမှန်တကယ်ပဲကြီးပွားစေတဲ့မျိုးစေ့ဆိုတာကိုဘာပေတံနဲ့တိုင်းမလဲဆိုတဲ့အခါမှာနေ့စဉ်ဘဝအသက်တာမှာအသက်ရှင်သန်ခြင်း၌ဘုရားသခင်ရဲ့ပြည့်တော်လမ်းမှာရှောက်လန်းခြင်းဆိုတဲ့ပေတံနဲ့ကျွန်တော်တို့တိုင်းလို့ရပါတယ်ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်လူတစ်ယောက်ကိုမေးခဲ့ဘူးတဲ့အရာလေးကိုဒီကျမ်းစာကိုထောက်ရှုတဲ့အခါမှာကျွန်တော်သတိရတာလေးရှိတယ်အဲ့ဒါကဘာလဲဆိုရင်လူတစ်ယောက်ကကိုယ့်အပေါ်မှာကောင်းတယ်မကောင်းဘူးဆိုတာကိုဘာပေတံနဲ့တိုင်းရမလဲဆိုတဲ့အရာလေးပဲဖြစ်ပါတယ်အတွေ့အကြုံရှိတဲ့ဒီပုဂ္ဂိုလ်ကကျွန်တော်ကိုဘာပြောဘူးလဲဆိုရင်ဒီလူတစ်ယောက်ကတဲ့ခမည်းအပေါ်မှာကောင်းတယ်မကောင်းဘူးဆိုတာကိုဒီလူတစ်ယောက်ဘာလို့ပေးလဲဆိုတဲ့အရာနဲ့တိုင်းကြည့်လို့ရတယ်တဲ့တခါကျရင်ကျွန်တော်တို့ကခံစားချက်တွေပေါ်မူတည်ပြီးအပြောဆိုကောင်းတယ်ဆိုတဲ့အခါမှာဒီလူကငါ့ကိုကောင်းပါတယ်လို့ထင်တော်ညာလဲပဲ
အမှန်တကယ်ကိုဒုက္ခရောက်တဲ့အချိန်မှာကိုကြောက်တွန်းတာအမှန်တကယ်ပဲလိုအပ်လာတဲ့အခါမှာကိုသွေးဖယ်သွေးတဲ့လူတွေနဲ့ဆိုရင်ဒီလူကကျွန်တော်တို့အပေါ်မှာကောင်းနိုင်မလားဒါကြောင့်မလို့ဘုရားသခင်ရဲ့ကြွယ်ဝသောကောင်းကြီးမင်္ဂလာအသက်တာကိုခံစားရတာဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလည်တယ်ဆိုတာကျွန်တော်တို့နေ့စဉ်ဘဝအသက်တာမှာဘလို့လျှောက်လန်းနေဆိုတဲ့အသက်တာပြည့်ညတ်တော်ရဲ့လမ်းညွှန်ဥဆောင်မှုကိုကျွန်တော်တို့တွေ့ရှိနိုင်တယ်ဒါကြောင့်မလို့ခရစ်တုသခင်၌ချစ်ခင်လေးစားပါတော်ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ဘုရားသခင်ပေးတဲ့ပြည့်ညတ်တော်ဆိုတာဟာကျေးဇူးတော်ရဲ့အထွတ်အမြတ်ဖြစ်ပြီးတော့ကျေးဇူးတော်အရာရှိဆုံးဆိုတာဟာအောင်မြင်တာအစဉ်ပြေတာဂုဏ်ပါကသနာတွေရတာတဲ့ကျွန်တော်ဘုရားသခင်ရဲ့အသက်တာလမ်းမှာဘလောက်လျှောက်လန်းနိုင်နေသလဲဆိုတဲ့ခွန်အားဟာဘုရားသခင်ပေးတဲ့ကျေးဇူးတော်ရဲ့အမြင့်ဆုံးဖြစ်တယ်ဆိုတော့ကိုဒီကနေ့ဝင်ရေးသက်တာအတွက်တူတူကထောက်ရွှေ့ရင်းနဲ့ဘုရားသခင်ရဲ့အသက်တာလမ်းပြည့်ညတ်လမ်းမှာလျှောက်လန်းနိုင်တဲ့ခွန်အားနဲ့ကျေးဇူးတော်ကိုဒီမိစားတဲ့ရမြတ်မှာအတူတူကတောင်းခံကြရအောင်လို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးပြုမတ်တရဲ့လက်ဆုပန်ကြပါစို့